သူမဆိုခံစားဘူးကြမှာမချိုမြိန်ခါတည်တဲ့ဒုက္ခခက်ခဲတွေဘယ်သူမှနဲ့မကြုံချင်တာမှမလွယ်မသွေအားလုံးကြုံအောင်မှာသူဟာလက်တကနီနာ